ငါဒီမဲသားမပေးလိုက်လို့လည်းဘာမှဖြစ်သွားပါဘူးဆိုရတွေ့ရဒရမ်းမှရှိတယ်မဟုတ်ဘူးမဲတိုင်းကအရင်ရေးချတယ်မဲရုံကိုသွားပြီးတော့မိမိချက်တဲ့ပါတီကိုမဲပေးမိမိချက်တဲ့ပါတီကိုမဲပေးခြင်းအဖြစ်မိမိမကြိုက်တဲ့ပါတီကမနိုင်တော့ဘူးနံပါတ်1မိမိကြိုက်တဲ့လူတွေရွာမြို့နယ်မှာမဲပေးခြင်းအဖြစ်မိမိပြိုင်ဘက်မိမိမနဲ့တဲ့ပုဂ္ဂိုလ်ကိုမနိုင်စေတော့ဘူးမဲပေးလို့ရှိရင်ဒါကျွန်တော်တို့မွေးရပါလူခွင့်ကိုဆုံးရှုံးသွားတာပဲလူတယောက်ရဲ့တက်တန်းမှာဗျဆက်ရှင်နဲ့မှမဲပေးကြရတာကိုဆက်ရှင်နဲ့ပြည့်တဲ့အခါမှာရုပ်ောက်ပွဲရှိချင်မှရှိမှာကိုအသက်20 23မှာရုပ်ောက်သာဖြစ်တာမဲပေးပဲနဲ့ကိုလိုချင်တဲ့ပါတီကိုလိုချင်တဲ့ကောင်းဆောင်ကိုလိုချင်တဲ့ပုဂ္ဂိုလ်နိုင်ရစေလို့တဲ့အဖြစ်မရောက်နိုင်ဘူးတိတ်ရေးကြည့်တယ်ဒါတမိုင်းကိုပြောင်းလဲဖို့ခင်ဗျားတို့ရဲ့ရရွာကြေးရွာကိုပြောင်းလဲဖို့ခင်ဗျားတို့ရဲ့လမ်းတွေကိုပြောင်းလဲဖို့ခင်ဗျားတို့ရဲ့လျှက်စစ်မီးတွေပြောင်းလဲဖို့ခင်ဗျားတို့အကုန်လုံးရဲ့ကြေးရွာစီကန်းတွေစေးဝတွေပြုတ်ရင်ပြောင်းလဲဖို့အစီကံကိုပြောနေတာနိုင်ငံရေးမပါသေးဘူးเนาะပြောင်းလဲဖို့အဲရရွာလုံခြုံမှုအေဂျင့်တာရဖို့တစ်ဆင့်ကနေတော့ကိုမျိုးကိုရွာနောက်ဆုံးနိုင်ငံတော်နဲ့တမိုင်းစဉ်တစ်ခုလုံးပါဒီတမိုင်းစဉ်မှာလူဖြတ်ဟာမြန်မာပြည်မှာကိုလူဖြတ်ကြတာနှစ်ပေါင်း80 80လောက်ပဲလူဖြတ်ကြတယ်ကျွန်တော်မွေးဖွားတဲ့ဒီမြေမှာမွေးဖွားတဲ့ဒီမှာတည်ဒီမြေကြီးရဲ့အနာဂတ်ကိုတမိုင်းကိုပြောင်းဖို့အတွက်ဆိုလို့ရှိရင်အဲတော့ဓာတ်ရိုက်တယ်ပေါအောင်လို့မရတဲ့ဟာရှိတယ်တမတော်တွေကိုဝင်ကျင်တော်မှဝင်ပြီးစစ်တိုက်လို့မရဘူးအသက်ရွယ်အချမ်းမရေးရနော်ဒါပေမဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းကြီးတွေတိတ်ပတ်နေပြန်လုပ်ငန်းကြီးမှာကိုမပါနိုင်ဘူးကိုနဲ့မသက်ဆိုင်ဘူးသို့တော့ခင်ဗျားတို့အားလုံးရဲ့မွေးရပါခွင့်ရနိုင်ငံသားအခွင့်အရေးအရာခင်ဗျားတို့ရဲ့အကောင်းဆုံးကန်ဆွဲထားတဲ့ခင်ဗျားတို့မသိတဲ့လက်နက်ကခင်ဗျားတို့လူကထိလိုက်တဲ့မဲတစ်ချက်ကအဲ့ဒါအကောင်းဆုံးလက်နက်ပဲဒါတိုင်းပြည်ကိုပြောင်းလဲဖို့တမိုင်းကိုပြောင်းလဲဖို့ကိုယ့်ရဲ့မဲတစ်ပြားလက်နက်ဖြစ်တယ်ဆိုတာအလုံးဆွမ်းတဲ့လက်နက်ဖြစ်တယ်ဆိုတာနားလည်ထားစေချင်တပြည်လုံး